Amasa Tatamadan biology ဘာသာရပ်ကကျောင်းသားတွေကို microorganisms တွေအပင်တွေနဲ့လူအပါဝင်သတ္တဝါတွေနဲ့ပတ်သက်တဲ့အခြေခံသက်ရှိသိပ္ပံကိုလေ့လာဖို့လမ်းညွှန်ပေးပြီးအားပေးတိုက်တွန်းထားပါတယ်။ကျောင်းသားတွေအနေနဲ့ biology ဘာသာရပ်ဆိုတာကမ္ဘာပေါ်မှာရှင်သန်နေတဲ့ဒါမှမဟုတ်ရှင်သန်ခဲ့မှုတဲ့သက်ရှိအားလုံးကိုလေ့လာခြင်းဖြစ်တယ်ဆိုတာကိုသိရှိလာမှာဖြစ်ပါတယ်။ဒီစာအုပ်မှာရှိတဲ့အခန်းတိုင်းကိုသင်ယူမှုရလဒ်တွေနဲ့စတင်ထားပြီးအခန်းရဲ့သဘောတရားပြမြေပုံနဲ့ဆုံးသက်ထားပါတယ်။အခန်းတွေရဲ့သင်ယူမှုရလဒ်တွေဟာအနည်းနဲ့အများအစဉ်လိုက်ဖြစ်ပြီးရှင်းလင်းလွယ်ကူတဲ့ဘာသာစကားနဲ့ရှင်းပြထားပါတယ်။စာသားတွေကိုအထောက်အကူပြုဖို့ဓာတ်ပုံတွေနဲ့ရောင်စုံသရုပ်ဖော်ပုံတွေကိုပံ့ပိုးပေးထားပြီးအကြောင်းအရာနဲ့လှုပ်ဆောင်ချက်တွေကိုအသေးစိတ်ရှင်းလင်းဖို့မှတ်စုတိုတွေလည်းပါဝင်ပါတယ်။အခန်းတစ်ခန်းစီရဲ့အဆုံးမှာရှိတဲ့ပြန်လည်သုံးသပ်ခြင်းမေးခွန်းတွေကကျောင်းသားတွေအနေနဲ့အသိပညာရရှိမှုစွမ်းရည်ကိုပြန်လည်သုံးသပ်ဖို့နဲ့အကဲဖြတ်ဖို့အတွက်သေချာပေါက်အထောက်အကူပြုမှာဖြစ်ပါတယ်။ biology ဆိုင်ရာသိပ္ပံဝေါဟာရတွေကိုဒီစာသားထဲမှာအသေးချာရှင်းပြထားပါတယ်။ဝေါဟာရအများစုကိုဝေါဟာရအဓိပ္ပာယ်ဖွင့်ဆိုချက်မှာဖော်ပြထားပါတယ်။ဗဟုသုတပုံကိုရရှိဖို့အတွက်ဆက်လက်ဖတ်ရှုနိုင်အောင်ရည်ညွှန်းချက်တွေကိုလည်းထည့်သွင်းပေးထားပါတယ်။ဒီစာအုပ်ကိုလေ့လာခြင်းအပြင်ကျောင်းသားတွေဟာ biology ဆိုင်ရာဗဟုသုတတွေအများကြီးရရှိလာမှာဖြစ်ပြီးဝေဖန်ပိုင်းခြားတွေးခေါ်တာတွေအကြောင်းပြချက်ပေးတာတွေနဲ့ယုတ်တိကျကျခွဲခြမ်းစိတ်ဖြာတာတွေကိုလှုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ကျောင်းသားတွေဟာ PIVX ကနေတဆင့်ကျွမ်းကျင်မှုတွေအပေါ်အခြေခံပြီး21ရာစုသင်ယူမှုမှာအောင်မြင်စွာပါဝင်နိုင်လိမ့်မယ်လို့မျှော်လင့်ပါတယ်။ပူးပေါင်းဆောင်ရွက်ခြင်းသင်ခန်းစာတွေမှာကျောင်းသားတွေဟာအုပ်စုလိုက်အလုပ်လုပ်ဖို့အတန်းဖော်တွေနဲ့အကြံဉာဏ်တွေဖလှယ်ဖို့နဲ့အဖြေတွေကိုအတူတကွရှာဖွေဖို့သင်ယူရမှာဖြစ်ပါတယ်။ဆက်သွယ်ရေးကျောင်းသားတွေဟာအုပ်စုလိုက်လှုပ်ဆောင်မှုတွေမှာနှုတ်နဲ့ဖြစ်စေနှုတ်နဲ့မဟုတ်ဘဲဖြစ်စေဆက်သွယ်ရေးစွမ်းရည်တွေကိုတိုးတက်စေမှာဖြစ်ပါတယ်။ဝေဖန်ပိုင်းခြားတွေးခေါ်ခြင်းနဲ့ပြဿနာဖြေရှင်းခြင်းကျောင်းသားတွေကိုဖြေရှင်းဖို့စိတ်ဝင်စားဖွယ်ပြဿနာတွေပေးအပ်မှာဖြစ်ပြီးအဖြေတွေရှာဖွေတာရှင်းပြတာနဲ့အမှားတွေကိုရှာဖွေတာတွေလုပ်ဆောင်ရမှာပါ။ဖန်တီးမှုနဲ့စမ်းသစ်တီထွင်မှုဘောင်အပြင်ဘက်ကနေတွေးတောခြင်းဟာအရေးကြီးတဲ့21ရာစုကျွမ်းကျင်မှုတစ်ခုဖြစ်ပါတယ်။ကျောင်းသားတွေကိုအကြံဉာဏ်သစ်တွေရှာဖွေဖို့နဲ့ပြဿနာတွေကိုနည်းလမ်းသစ်တွေနဲ့ဖြေရှင်းဖို့တိုက်တွန်းသွားမှာဖြစ်ပါတယ်။နိုင်ငံသားဖြစ်မှုကျောင်းသားတွေဟာကျောင်းအတိုက်အဝန်းမှာပါဝင်လာမှာဖြစ်ပြီးတရားမျှတမှုနဲ့ပဋိပက္ခဖြေရှင်းရေးစွမ်းရည်တွေကိုဖွံ့ဖြိုးတိုးတက်စေမှာဖြစ်ပါတယ်။ဖတ်စာအုပ်မှာပါဝင်တဲ့အကြောင်းအရာတွေကတော့အောက်ပါအတိုင်းဖြစ်ပါတယ်။အခန်း Biology မိတ်ဆက်အခန်း ဆဲဖွဲ့စည်းပုံနဲ့စနစ်တကျဖွဲ့စည်းခြင်းအခန်း အထောက်ပံ့နဲ့ရွေတခြားသွားလာခြင်းအခန်း အသက်ရှင်သန်ရန်ခန္ဓာကိုယ်စနစ်နဲ့အခန်း အသက်ရှင်သန်မှုဆက်လက်တည်ရှိခြင်းတို့ပဲဖြစ်ပါတယ်။10တန်းပြီးဆုံးသွားတဲ့အခါမှာကျောင်းသားတွေဟာဒီစာသားပါအကြောင်းအရာတွေကိုသဘောတရားအရာဖော်ပြနိုင်တာတွေသက်ရှိဖြစ်စဉ်တွေရဲ့အရေးကြီးပုံကိုရှင်းပြနိုင်တာတွေမျိုးဆက်သစ်တွေရဲ့မျိုးရိုးလိုက်ခြင်းကိုဆွေးနွေးနိုင်တာတွေနဲ့ဓာတ်ခွဲခန်းအတွင်းစမ်းသပ်မှုအမျိုးအစားအားလုံးကိုကျွမ်းကျင်စွာလှုပ်ဆောင်နိုင်တာတွေရှိလာမှာဖြစ်ပါတယ်။အခန်း Biology မိတ်ဆက်သင်ယူမှုရလဒ်များကျောင်းသားတွေအနေနဲ့အောက်ပါအချက်တွေကိုလှုပ်ဆောင်နိုင်မယ်လို့မျှော်လင့်ပါတယ်။နေ့စဉ်ဘဝမှာ Biology လေ့လာမှုကဘလောက်အရေးကြီးတယ်ဆိုတာကိုရှင်းပြနိုင်ပါမယ်။သက်ရှိတွေရဲ့တူညီတဲ့လက္ခဏာတွေကိုခွဲခြားသိမြင်နိုင်ပါမယ်။သက်ရှိတွေကို Domain 3 ခုနဲ့ Kingdom 6 ခုအဖြစ်ဘယ်လိုခွဲခြားထားတယ်ဆိုတာကိုသိရှိလာပါမယ်။ Biology လေ့လာမှုBiology ဆိုတာသက်ရှိတွေကိုလေ့လာတဲ့ပညာရပ်ဖြစ်ပါတယ်။ကုန်းပေါ်ရေထဲနဲ့လေထဲမှာမျိုးစိတ်ကွဲပြားတဲ့သက်ရှိတွေအများကြီးတည်ရှိကြပါတယ်။သက်ရှိတွေထဲမှာအပင်တွေလူအပါဝင်သတ္တဝါတွေနဲ့အခြားသက်ရှိတွေပါဝင်ပါတယ်။ဒါကြောင့် Biology ဆိုတာကမ္ဘာပေါ်မှာရှင်သန်နေတဲ့ဒါမှမဟုတ်ရှင်သန်ခဲ့မှုတဲ့သက်ရှိအားလုံးကိုလေ့လာခြင်းပဲဖြစ်ပါတယ်။နေ့စဉ်ဘဝမှာ Biology ရဲ့အရေးပါမှုBiology ဟာ bacteria တွေ protista တွေ fungi တွေအပင်တွေနဲ့လူအပါဝင်သတ္တဝါတွေနဲ့သက်ဆိုင်တဲ့အလွန်အခြေခံကြပြီးအရေးကြီးတဲ့သိပ္ပံပညာဖြစ်ပါတယ်
သူတို့ရဲ့တိဆောက်ပုံတွေနဲ့လှုပ်ဆောင်ချက်တွေဟာသက်ဆိုင်ရာပတ်ဝန်းကျင်အသီးသီးမှာအချင်းချင်းဆက်ဆက်နေကြပါတယ်။အတိုင်းအတာတစ်ခုအထိကျွန်ုပ်တို့ရဲ့နေ့စဉ်မြင့်မားတဲ့လူနေမှုအဆင့်တန်းဟာအစားအစာထုတ်လုပ်ရေးနဲ့ယောဂထိန်းချုပ်ရေးဟူတဲ့နယ်ပယ်နှစ်ခုက biology ဆိုင်ရာတိုးတက်မှုတွေကြောင့်ဖြစ်ပါတယ်။အပင်နဲ့တိရစ္ဆာန်မျိုးဆက်မွေးမြူသူတွေဟာယခင်မျိုးကွဲဟောင်းတွေထက်အစားအစာပိုမိုထွက်ရှိစေဖို့သက်ရှိတွေကိုပြုပြင်ပြောင်းလဲခဲ့ကြပါတယ်။ပိုမိုကောင်းမွန်တဲ့စိုက်ပျိုးရေးအလေးကျင့်တွေနဲ့အတူအပင်တွေမှာတိုးတက်လာမှုတွေကအစားအစာထုတ်လုပ်မှုကိုများစွာတိုးတက်စေခဲ့ပါတယ်။ biology ဆိုင်ရာသုတေသနဟာအထွက်နှုန်းကိုလျော့ကျစေတဲ့ယောဂဖြစ်စေတဲ့သက်ရှိတွေပိုးမွှားတွေနဲ့ပေါင်းပင်တွေအတွက်ထိန်းချုပ်မှုတွေကိုဖော်ထုတ်ခြင်းအပြင်အစားအစာထုတ်လုပ်မှုကိုလည်းတိုးတက်စေခဲ့ပါတယ်။ biology ပညာရှင်တွေဟာထိရောက်တဲ့ထိန်းချုပ်မှုနည်းလမ်းတွေကိုဖော်ထုတ်နိုင်ဖို့ဒီအန္တရာယ်ရှိတဲ့သက်ရှိတွေရဲ့သဘာဝကိုနားလည်ရမှာဖြစ်ပါတယ်။ biology ရှိမတူညီသောလေ့လာမှုနယ်ပယ်များ biology ရဲ့အဓိကဘာသာရပ်ခွဲတွေကတော့ botany ဆိုတာအပင်တွေကိုလေ့လာတာဖြစ်ပါတယ်။ zoology ကတော့တိရစ္ဆာန်တွေကိုလေ့လာတာဖြစ်ပါတယ်။ microbiology ဆိုတာကအဏုကြီးမှန်ပြောင်းနဲ့သာမြင်နိုင်တဲ့သက်ရှိတွေကိုလေ့လာတာဖြစ်ပါတယ်။ biology ရဲ့အခြားသောဘာသာရပ်ခွဲအချို့ကတော့ morphology ဆိုတာသက်ရှိတွေရဲ့ပုံသဏ္ဍာန်နဲ့တိဆောက်ပုံတွေကိုလေ့လာတာဖြစ်ပါတယ်။ anatomy ဆိုတာကြီးမားတဲ့အတွင်းပိုင်းတိဆောက်ပုံတွေကိုလေ့လာတာဖြစ်ပါတယ်။ histology ဆိုတာ tissues တွေရဲ့အဏုကြီးမှန်ပြောင်းနဲ့ကြည့်ရတဲ့တိဆောက်ပုံတွေကိုလေ့လာတာဖြစ်ပါတယ်။ cytology ဆိုတာ cells တွေကိုလေ့လာတာဖြစ်ပါတယ်။ physiology ဆိုတာသက်ရှိဖြစ်စဉ်တွေဒါမှမဟုတ်သက်ရှိတွေရဲ့အစိတ်အပိုင်းမျိုးမျိုးမှာရှိတဲ့လုပ်ဆောင်ချက်တွေကိုလေ့လာတာဖြစ်ပါတယ်။ embryology ဆိုတာသက်ရှိတွေရဲ့အစောပိုင်းဖွံ့ဖြိုးတိုးတက်မှုကိုလေ့လာတာဖြစ်ပါတယ်။ paleontology ဆိုတာကျောက်ဖြစ်ရုပ်ကြွင်းတွေကိုလေ့လာတာဖြစ်ပါတယ်။လွန်ခဲ့တဲ့နှစ်သန်းပေါင်းများစွာကရှင်သန်ခဲ့ပြီးအခုအခါကျောက်ဆောင်တွေမှာကျန်ရစ်နေတဲ့သက်ရှိတွေရဲ့အကြွင်းအကျန်တွေကိုလေ့လာတာပါ။ taxonomy ဆိုတာသက်ရှိတွေကိုအမျိုးအစားခွဲခြားတာကိုလေ့လာတာဖြစ်ပါတယ်။ ecology ဆိုတာသက်ရှိတွေနဲ့သူတို့ရဲ့ပတ်ဝန်းကျင်အကြားဆက်စပ်မှုတွေကိုလေ့လာတာဖြစ်ပါတယ်။ biodiversity ဆိုတာသက်ရှိတွေအကြားမျိုးကွဲပြားမှုတွေကိုလေ့လာတာဖြစ်ပါတယ်။ evolution ဆိုတာသက်ရှိတွေရဲ့မူလအစနဲ့အချိန်ကြာလာတာနဲ့အမျှပုံသဏ္ဍာန်ပြောင်းလဲလာမှုတွေကိုလေ့လာတာဖြစ်ပါတယ်။ genetics ဆိုတာမျိုးရိုးလိုက်ခြင်းနဲ့ကွဲပြားမှုတွေကိုလေ့လာတာဖြစ်ပါတယ်။ mycology ဆိုတာ fungi တွေကိုလေ့လာတာဖြစ်ပါတယ်။ protistology ဆိုတာ protists တွေကိုလေ့လာတာဖြစ်ပါတယ်။ phycology ဆိုတာ algae တွေကိုလေ့လာတာဖြစ်ပါတယ်။ virology ဆိုတာ viruses တွေကိုလေ့လာတာဖြစ်ပါတယ်။ bacteriology ဆိုတာ bacteria တွေကိုလေ့လာတာဖြစ်ပါတယ်။ molecular biology ဆိုတာသက်ရှိတွေမှာရှိတဲ့မော်လီကျူးတွေကိုလေ့လာတာဖြစ်ပါတယ်။ biotechnology ဆိုတာစက်မှုလုပ်ငန်းစဉ်တွေမှာသက်ရှိတွေကိုအသုံးပြုတာကိုလေ့လာတာဖြစ်ပါတယ်။ bioinformatics ဆိုတာ molecular biology အချက်အလက်တွေကိုအဓိပ္ပာယ်ပြန်ဆိုဖို့သတင်းအချက်အလက်နည်းပညာကိုလေ့လာတာဖြစ်ပါတယ်။သက်ရှိများ၏လက္ခဏာများသက်ရှိတွေရဲ့အဓိကလက္ခဏာတွေကတော့ cell ဖွဲ့စည်းပုံ metabolism ကြီးထွားမှုရွေ့လျားမှုတုံ့ပြန်နိုင်မှု reproduction နဲ့လိုက်လျောညီထွေနေထိုင်နိုင်မှုတို့ပဲဖြစ်ပါတယ်။ cell ဖွဲ့စည်းပုံသက်ရှိအားလုံးကို cells တွေရဲ့အခြေခံဖြစ်တဲ့ protoplasm လို့ခေါ်တဲ့သက်ရှိကြက်စင်တွေနဲ့ဖွဲ့စည်းထားပါတယ်။ဒီ cells တွေထဲမှာ biology ဆိုင်ရာအချက်အလက်တွေကိုသယ်ဆောင်ပေးတဲ့ DNA deoxyribonucleic acid မော်လီကျူးတွေပါဝင်ပါတယ်။အပင်တွေနဲ့တိရစ္ဆာန်တွေရဲ့ cells တွေကို tissue တွေအဖြစ်ဖွဲ့စည်းထားပြီးအဲ့ဒီ tissue တွေကို organs တွေနဲ့ systems တွေအဖြစ်အဆင့်ဆင့်ဖွဲ့စည်းထားပါတယ်။ဒီတည်ဆောက်ပုံတွေဟာဘဝဖြစ်စဉ်အမျိုးမျိုးကိုလှုပ်ဆောင်ဖို့တာဝန်ရှိပါတယ်။ဇီဝကမ္မဖြစ်စဉ်metabolism ဆိုတာသက်ရှိတွေကိုအသက်ရှင်သန်စေတဲ့ဖြစ်စဉ်အမျိုးမျိုးရဲ့စုစုပေါင်းပေါင်းလက်ဖြစ်ပါတယ်။ metabolism ရဲ့ကဏ္ဍနှစ်ခုကတော့ anabolism နဲ့ catabolism တို့ဖြစ်ပါတယ်။ anabolism မှာဆိုရင်အစားအစာတွေကိုသက်ရှိရဲ့အစိတ်အပိုင်းတစ်ခုအဖြစ်ပြောင်းလဲစေပါတယ်။အစားအစာတွေကိုဖြိုခွဲလိုက်တဲ့အခါစွမ်းအင်တွေထွက်ပေါ်လာပြီးစွန့်ပစ်ပစ္စည်းတွေဖြစ်ပေါ်လာပါတယ်။ဒီဖြစ်စဉ်ကို catabolism လို့ခေါ်ပါတယ်။သက်ရှိတွေမှာဖြစ်ပေါ်တဲ့အရေးကြီးတဲ့ metabolism တွေမှာအစားအစာတွေကိုအသုံးပြုခြင်းပါဝင်ပါတယ်။အဲ့ဒီထဲမှာအာဟာရရယူခြင်းအသက်ရှူခြင်းနဲ့စွန့်ပစ်ခြင်းတို့ပါဝင်ပါတယ်
ကြီးထွားမှုသက်ရှိတစ်ခုရဲ့ကြီးထွားမှုဆိုတာသက်ရှိအတွင်းမှာရှိတဲ့တိဆောက်ပုံတွေကိုပိုမိုဖွံ့ဖြိုးလာစေဖို့အစားအစာကိုအသုံးပြုခြင်းကနေတဆင့်အရွယ်အစားနဲ့အလေးချိန်တိုးလာတာကိုဆိုလိုပါတယ်။ရွေလျားမှုသက်ရှိအားလုံးဟာရွေလျားမှုအချို့ကိုပြသကြပါတယ်။တိရစ္ဆာန်တွေမှာရွေရှားဖို့ဒါမှမဟုတ်သွားလာဖို့အင်္ဂါတွေရှိတဲ့အတွက်ဒါဟာပိုပြီးသိသာထင်ရှားပါတယ်။အလင်းရောင်ကဲ့သို့သောလှုံ့ဆော်မှုတွေကြောင့်အချို့သောရွေလျားမှုတွေဖြစ်ပေါ်လေ့ရှိပေမဲ့အပင်တွေရဲ့ရွေလျားမှုတွေဟာအဓိကအားဖြင့်ဆဲလ်တွေအတွင်းမှာသာဖြစ်ပေါ်ပါတယ်။တုံ့ပြန်နိုင်မှုသက်ရှိတွေဟာလှုံ့ဆော်မှုကိုတုံ့ပြန်ကြပါတယ်။လှုံ့ဆော်မှုဆိုတာပတ်ဝန်းကျင်မှာရှိတဲ့မြည်သည့်အပြောင်းလဲတွေအလင်းအတန်အထီးတွေ့အပူချိန်စတာတွေမဆိုဖြစ်နိုင်ပြီးလှုံ့ဆော်မှုကိုအာရုံခံနိုင်စွမ်းရှိတဲ့အတွက်သက်ရှိတွေမှာတုံ့ပြန်မှုတစ်ရပ်ကိုဖြစ်ပေါ်စေပါတယ်။မျိုးပွားမှု reproduction ဆိုတာသားသမီးမျိုးဆက်သစ်တွေကိုထုတ်လုပ်ခြင်းဖြစ်ပါတယ်။ reproduction အမျိုးအစားနှစ်ခုကတော့ asexual reproduction နဲ့ sexual reproduction တို့ဖြစ်ပါတယ်။ asexual reproduction မှာသက်ရှိအဟောင်းရဲ့အစိတ်ပိုင်းတစ်ခုကနေသက်ရှိအသစ်တစ်ခုကိုထုတ်လုပ်နိုင်ပါတယ်။ asexual reproduction လုပ်ဖို့အတွက်မိဘသက်ရှိတစ်ခုတည်းသာလိုအပ်ပါတယ်။ sexual reproduction ကတော့မိဘလိင်ဆဲနှစ်ခုပေါင်းစပ်ခြင်းကြောင့်သက်ရှိအသစ်တစ်ခုကိုဖြစ်ပေါ်စေပါတယ်။ဒီဆဲနှစ်ခုဟာတူညီတဲ့မျိုးစိတ်တစ်ခုစီကနေတစ်ခုစီလာတာဖြစ်ပါတယ်။ဆဲတွေပေါင်းစပ်သွားပြီးသက်ရှိအသစ်တစ်ခုဖြစ်ပေါ်လာပါတယ်။လိုက်ရောညီထွေနေထိုင်နိုင်မှုသက်ရှိတွေဟာသူတို့ရဲ့ပြင်ပနဲ့အတွင်းပိုင်းပတ်ဝန်းကျင်အပြောင်းလဲတွေနဲ့ကိုက်ညီအောင်ညှိယူနိုင်ပြီးလိုက်ရောညီထွေနေထိုင်နိုင်ပါတယ်။လိုက်ရောညီထွေနေထိုင်နိုင်မှုဟာမျိုးစိတ်တွေရှင်သန်နိုင်ခြေကိုတိုးစေပြီးမျိုးစိတ်သစ်တွေဖြစ်ပေါ်လာခြင်းကိုဖြစ်စေနိုင်ပါတယ်။ဥပမာအားဖြင့်ရာသီဥတုပြောင်းလဲခြင်းဒါမှမဟုတ်အစားအစာရှားပါးခြင်းတွေကြောင့်အချို့သောငှက်တွေဟာအခြေအနေပိုကောင်းတဲ့အခြားနေရာကိုပြောင်းရွှေ့နေထိုင်ကြပါတယ်။အပင်တစ်ပင်ဟာသူ့ရဲ့ပတ်ဝန်းကျင်ကအပင်တွေထက်မြင့်မားစွာရပ်တည်နိုင်ဖို့အလွန်ဖြောင့်မတ်စွာကြီးထွားနိုင်ပါတယ်။ဒါကဒီအပင်ဒါမှမဟုတ်အပင်မျိုးစိတ်တွေကိုရှင်သန်ဖို့လုံလောက်တဲ့နေရောင်ခြည်ရရှိစေပြီးပတ်ဝန်းကျင်ကိုပင်လွှမ်းမိုးနိုင်စေပါတယ်။